အားလုံးပဲမင်္ဂလာပါအောင်ချမ်းမင်းဖို့ဖို့မှာပြန်လည်ပြီးတော့ကြိုဆိုပါတယ်ဒီနေ့25ရက်8လအင်္ဂါနေ့ညတနာခွဲမှာရှင်မင်္ဂသာမဲ့ဗလင်စီယာဘက်တစ် level 10ရှုံးနှလုံး90ရှုံးဗလင်စီယာအသင်းအရင်ဘက်ကအိမ်ကွင်းမှာစတာဖီကိုနဲ့ကိုမရှိသေးကြခဲ့တယ်ဗလင်စီယာအသင်းအိမ်ကွင်းမှာတော့ကစားပုံကောင်းတတ်တယ်ဒါပေမဲ့လို့တက်စစ်ပိုင်းကဂိုးရဖို့ရုန်းကန်နေရတယ်ဒီနေ့ဘက်ကအိမ်ကွင်းဖြစ်နေပေမဲ့ဗလင်စီယာအပေါ်ကြီးမပေးရဘူးအဲ့တဲ့ဘက်တစ်ကတော့အရင်ဘက်ကဆိုစီရက်ကို1-0ဆိုတဲ့ရလနဲ့အနိုင်ရထားတယ်ဒါဆိုတော့ဒီနေ့ပွဲမှာတော့ဘက်တစ်ကစားသမားတွေစစ်တပ်ပိုင်းနဲ့ယုံကြည်မှုကတော့ပြည့်ဝနေမှာသိကြတယ်သူတို့နှစ်သင်းရဲ့တွေ့ဆုံမှုနောက်ဆုံး6ပွဲမှာလည်းပဲဘက်တစ်က3ပွဲနိုင်2ပွဲတည်1ပွဲရှုံးဗလင်စီယာက2ပွဲနိုင်2ပွဲတည်3ပွဲရှုံးထားတယ်တွေ့ဆုံမှုမှာတော့ဘက်တစ်အသာစီးရထားတယ်ဒီနေ့ပွဲမှာလည်းပဲဘက်တစ်မရှုံးနိုင်ဘူးလို့ထင်တယ်1-2ဆိုတဲ့ရလနဲ့ပတစ်အနိုင်ရလိမ့်မယ်လို့ထင်တယ်ပတစ်ဘော်ဒီနဲ့ကိုပေါ်ရွေးချယ်ပါတယ်အကြိုက်ချင်းမတွင်ဘက်ကံပြီးတော့ကစားပါကျွန်တော်ညီကိုမြတ်တို့အကောင်းဆုံးဖြစ်နေမှာရလများကိုခမရွေးချယ်ပေးလိုက်ပါတယ်အားလုံးအဆင်ပြေကြပါစေ